ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် BSK channel ကနေကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးတစ်ပုဒ်ကြည့်အောင်ခင်ဗျာအားလုံးကိုကျေးဇူးပါလူတွေကလေအခုသူတွေများတာလေတကယ်သိလားအခုသူများလို့အခုကတ်တွေကြာနေတာကျမတကယ်ယုံကြည်တယ်သိလားတကယ်ယုံကြည်တယ်ဘာကြောင့်ဆိုအခုနိုင်ငံခြားမှာလေဟိုရက်က Hollywood မင်းသားတွေမင်းသမီးတွေမဟုတ်တာလုပ်တာများလေနောက်ပွဲတော်တစ်ခုကိုလေသူက Satan worship ဆိုတာလေအဲ့ဒီခရိယန်တွေမှာဟိုဖျားကုတ်ခွဲတဲ့လူရှိတဲ့အပြင်တချို့တွေကနည်းနည်းဟိုဓာတ်ကူတော့ဘလို့လဲ2 cents Satan ဆိုတာဘလို့လဲငရဲမင်းကိုကိုးကွယ်တာတွေလည်းရှိတယ်အထူးဖြင့်အမှုပညာရှင်တွေသိတယ်မလားသူတို့ကငရဲမင်းကိုကိုးကွယ်အဲ့မှာဟိုမီးကြီးမလောင်မီဟိုကျမတွေ့မိတယ်အဲ့ရုပ်ရှင်ပွဲတော်တစ်ခုမှာအဲ့စေတန်ကြီးကိုသူတို့ထွက်လာတယ်အဲ့ပွဲမှာအဲ့ခရီးယန်တွေကဝိုင်းပြောကြတယ်အဲ့လိုမျိုးပေါ့နော်သူတို့စေတန် worship လုပ်တာအဲ့မကြပါဘူးသူတို့ Hollywood မှာမီးကြီးလောင်ပါလေရောသိလားသူတို့နေတဲ့အိမ်တွေကိုအဲ့လိုပေါ့နော်နောက်တော့အဲ့ဒီနီပေါမှာလည်းလေကျမသတိထားမိတယ်အဲ့ကျမလေဒီလဲလီးတယ်ဆိုတာကဟေဒူတွေလီးတယ်မထင်ဘူးပေါ့နော်ဒီဟိုနေကတော့မွတ်စလင်တွေကတော့သူတို့ကလဲလီးသားပဲစားတယ်ဆိုလဲလီးတာအင်းနေဆိုလဲလီးတယ်လေဟိုတနာစရာတော့နော်ဒါပေမဲ့အဲ့ဟိန္ဒူတွေကလည်းဟိုရှိကြတဲ့ဗျမနာတွေမြတ်စွာဘုရားပေါ်လာတော့လေအဲ့ဒီနွားတွေရစ်ပူဇော်တာတို့ဘာလို့ဆိုမြတ်စွာဘုရားမလုပ်ပါဘူး तू ကလုံးဝကိုလေတားလိုက်တာဒါအကုသိုလ်လို့အဲ့ဟိန္ဒူတွေကအဲ့ဒီအဲ့ဗျမနာအဲ့ဇက်ဖေလို့ရစ်ပူဇော်တာလောက်တာလားတဲ့ဒီပေါ်မှာအကြီးပဲအဲ့တဲ့တင်တက်လာတာနွားတွေကိုလေသူတို့တရက်သေးလေအဲ့လိုတတ်ကြတာရစ်ပူဇော်ကြတာပေါ့အဲ့မကြဘူးဒီပေါ်ငယ်ရင်ကြီးလောက်တာပဲတကယ်ကိုတနစ်မကြဘူးအဲ့ဒီခမင်းလေအဲ့တော့အခုကျမတို့ဆိုရင်လေဒီကပ်ဘေးတွေကြာနေတာအခါပဲလေနောက်ဟိုရက်ကလည်းသိတဲ့အတိုင်းပဲဟိုလူတွေကအဲ့ထမိန်နဲ့စမ်းချောင်းတို့ဘာလို့မှဟိုထွက်လာတာတွေကလေအနိဋ္ဌာယုံနေတအားထွက်တာပဲအဲ့ဖုန်ကြီးတွေကိုစော်ကအဲ့ဒီဟိုဒီထပိန်ပေါ်မှာဖုန်ကြီးပုံအဲ့နောက်ပြီးတော့ဆရာတော်ကြီးတွေကိုလည်းစော်ကအခုဒီမှာဆိုတီးတယ်ခုဆရာဝန်တွေကနေပြီးတော့ကျွတ်တဲ့အချိန်တွေမှာထည့်ပေါင်းနေဆိုလို့ရှိရင်ဆိုတော့ဒီ90လောက်ရှိတဲ့ဆရာတော်ကြီးကိုအမျိုးမျိုးအစ်တင်ဝေဖန်လို့မဆုံးတော့ဆရာတော်ကြီးကဘာလုပ်တယ်ညာလုပ်တယ်ဒါပေမဲ့တကယ်ဘေးကနေကြုံနိုင်တယ်နာကိစ္စပဲကြုံအဲ့ဆရာတော်ကြီးကလေတီးတကူဆရာတော်ကြီးကကျမတို့ကြာပြီကျမတို့ဆိုတီးတာကိုးကွယ်တာဘာကြောင့်ဆရာတော်အင်မတန်တော်တယ်အရှင်ညာနေသရဆိုတော့စကိုင်းတောင်ကြီးကိုလေရေရအောင်လှုပ်ပေးခဲ့တာအဲ့ဒါလေဆရာတော်ကဟိုကျန်တဲ့ဆရာတော်ဖျားကြီးတွေကသူ့ကိုအဲ့ဒါအရှင်ညာနေသရရေးတဲ့မင်းကိုပဲအားကိုးပါတယ်ဆိုပြီးဆရာတော်ကအဲ့တော့ငငယ်ပဲရှိသေးတယ်အဲ့ကျမတို့အကိုတွေအင်ဂျင်နီယာတွေဘာတွေစင်ကာပူအထိလာအဲ့လိုတိုင်ပင်ပြီးတော့လေအဲ့ဒါဟိုအဲ့အင်ဂျင်နီယာလေဒီကျမအကိုတယောက်ကလည်းဆွဲပုံတွေပါလေဆွဲပေးတယ်အဲ့ဒါနဲ့သူစက်တွေဝယ်ပြီးတော့အဲ့စကိုင်းတောင်ကြီးကိုရေရအောင်လုပ်ပေးတာအဲ့ရနေစားပြီးတော့တီတကူဆရာတော်ဆိုဖြစ်လာတာအဲ့ဒီနေ့အထိရေရအောင်လုပ်ပေးနိုင်ခဲ့တာဆရာတော်ပြီးလို့ရှိရင်လေဟိုကျမတို့အတိတွေကပဲအမေရိကမျက်စိဆရာဝန်ကြီးဒီကသွားတဲ့တရုတ်လူမျိုးမျက်စိဆရာဝန်ကြီးအဲ့ရနေပြီးတော့လှူလို့အဲ့ဒီရေရပြီးတဲ့အခါကျ तू ကမျက်စိဆေးရုံစိုးရတောင်မလုံနိုင်တဲ့အချိန်မှာပထမဆုံးစကိုင်းမှာဆေးရုံဖွင့်ပြီးတော့အဲ့ဒါလည်းအလူငွေနဲ့ပဲသူအမေရိကစင်ကာပူသွားပြီးတော့တေချာဒီဇိုင်းတွေပါတွေဆေးရုံဆိုတဲ့ဟိုခစ်ဆန်အမေရိကမှာလို့ပဲဒီဇိုင်းတွေဆွဲအိမ်မှာလာတဲ့ဧည့်သည်လေးတွေနေဖို့ကျမတို့တောင်သွားနေဘူးသေးတယ်ဇရက်လေးတွေပေါ့အမေရိကန်ပုံစံမဲ့သူတကားတွေကလည်းအကုန်ဝိုင်းကူညီကြတာပေါ့ငွေအားပညာအားဆရာတော်ကြီးအဲ့မျက်စိဆေးရုံကြီးဖွင့်ပြရောအဲ့ဒါဆိုလို့ရှိရင်အဲ့မန္တလေးစခိုင်းကအကုန်လုံးဟို LASIK surgery နော်ဟိုကအမေရိကဆရာဝန်ကြီးကဗမာပြည်ကသွားတဲ့တရုတ်ဆရာဝန်ကြီးက LASIK လာပြီးတော့ခွဲပေးတယ်အဲ့ပစ္စည်းကိရိယာလည်းလှူတယ်ပထမဆုံးဗမာပြည်မှာနော်အဲ့ဒါသူမျက်စိခွဲတယ်ဆေးရုံပြီးလို့ရှိရင်တက္ကသိုလ်ကြီးလုပ်တယ်အဲ့ဒါနဲ့မနေဘူးဆရာတော်ကလေနိုင်ငံခြားမှာလည်းသွားပြီးသာသနာပြုတယ်နောက်ဆုံးဆိုမော်စကိုမှာသွားပြီးသာသနာပြုတယ်ဘုန်းကြီးကျောင်းနေတည်တယ်နောက်ပြီးတော့သူကအင်္ဂလိပ်စာကိုအရင်တော့အားနေတော့လေသူကညာလည်းကောင်းတော့ဒီ dictionary တအုပ်လုံးကိုအလွတ်ကျက်ပြစ်တာပဲပြီးတော့စကိုင်းချောင်မှာလေကျမတို့ရောက်ဘူးတယ်အဲ့မှာ American တီလာရှင်လေးတစ်ပါးဆရာတော်စီမှာလာပြီးတော့အဲ့မှာတီလာရှင်ဝေ့ပြီးတော့အဲ့မှာနေတဲ့အခါကျဆရာတော်ကနေတိုင်းသူ့ကို American English လို့ပြောပြီးအင်္ဂလိပ်လိုလည်းမွတ်အောင်တတ်တာအင်္ဂလန်ထိလည်းဆရာတော်သွားတင်ဘူးတယ်လန်ဒန်ထိနောက်ပိုင်းကျတော့ America သွားအဲ့ American တီလာရှင်လေးလည်းစကိုင်းချောင်မှာဆရာတော်နဲ့အင်္ဂလိပ်လိုပြောတတ်ပြီဆိုဆရာတော်ဘာဖြစ်
နိုင်ငံတကာဘာသာပေါင်းစုံဆိုရင်တက်ပြီးရင်ဆရာတော်ဒီပြောတာသိလားဟဲ့နင်တို့ဘယ်ဘာသာကားတဲ့ဘာသာကိုအကြောင်းပြုပြီးတော့လူတွေတတ်နေတယ်လေတဲ့ဒီနင်တို့ဘယ်ဘာသာလဲသိလားအဲ့ဘာသာတော့တောင်ပေါ့ဘာသာပေါင်းစုံမှာသူကပြတာဒီဘာသာတခုကဘာဖြစ်လို့သူတို့ဖះကိုအကြောင်းပြုပြီးတော့တတ်နေတယ်လေပေါ့အစ္စလာမ်တွေကိုပြောတာပေါ့အဲ့ဟိုကတအားစိတ်ဆိုးတာပေါ့အမှန်အစ္စလာမ်ဘာသာကလည်း12နှစ်လောက်သူကဓာတ်နဲ့ခုတ်ပြီးတော့ဘာသာတွေသူကသူတာကနာပြတာအစ္စလာမ်အပြင်းထန်လူစစ်ဖြစ်တယ်10နှစ်ကျော်ဖြစ်ပြီးမှအစ္စလာမ်ဘာသာဖြစ်လာတာလေအဲ့တော့အဲ့အကျဉ်းပါနေလို့လားမသိဘူးအဲ့လိုဖြစ်တော့ဆရာတော်ကလည်းအဲ့လိုဘာသာရေးဆွေးနွေးပွဲတွေမှာပြောတာဘာသာပေါင်းစုံမှာခရိယာဆိုလဲ तू ကမေးတာမင်းတို့ကဒါလဲကောဟိုကလဲကောယောဟောလဲကောဘာလဲကောကောကတဘာတဲ့ရှိရင်ဘယ်ကောလဲကွာအဲ့လိုမျိုးဆရာတော်ကပြောင်းကြီးပြောတော့သူများတွေကလည်းအရန်အရင်ဖြစ်မှာပေါ့နော်သူတို့စိတ်ကမလုံတော့ဘူးအားငယ်စိတ်တွေပေါ်ပြီးတော့ဆရာတော်သူတို့မလိုလားတော့ NGO ကနေပြီးတင်ပေးမှာပေါ့ဗမာပြည်ကပညာတတ်လေးတွေကိုအင်္ဂလိပ်စာတက်လာတဲ့အခါတဲ့အင်္ဂလိပ်ကျောင်းတွေတက်ပြီးတော့အင်္ဂလိပ်စာလေးတက်ပြီးဆို NGO တွေကသင်ပြီးလေသင်ပြီးတော့ NGO တွေကသင်ပြီးတော့အဲ့ရနေပြီးတော့သူတို့ကတမင်ကိုတေးချာပေါ့အဲ့တော့ဦးဝီရသူကလည်းအမေရိတိုင်းမဂ္ဂဇင်းအဖုံးမှာတာဦးဝီရသူပုံကြီးနဲ့ကမ္ဘာလုံးဒီကပေါ့အစွမ်းရောက်ဗုဒ္ဓဘာသာယဟန်ပေါ့သူကဥပဒေသူကတော့ဘာကြောင့်ဆိုကျမတို့နိုင်ငံကြာပြီလေကျမတို့ငငယ်တော့ဆိုအမြဲသူတို့ဒီချို့ဘာသာခရီးယာတော့သူတို့ကိုယူပေမဲ့သူတို့ဘာသာလည်းဝင်ချင်မှဝင်လေအစ္စလာမ်ကတော့မရဘူးဝင်ရမယ်ပေါ့သူတို့ကအရန်ပဲorganized religion တွေပေါ့ဒီခရီးယာတို့မင်းတို့ကအစ္စလာမ်တော့ organized religion ခေါ်တယ် organization ရှိတယ်ပေါ့နော်ကျမတို့ဗုဒ္ဓဘာသာအဲ့လို rule တွေတတ်မှတ်မရှိဘူးကျမတို့ organized မဟုတ်ဘူးကိုကလွတ်ကိုးကွယ်တယ်အိမ်မှာကိုးကွယ်တယ်ဖရာတရားတန်ခါကိုလှူတယ်ဒါဆိုပြီးသွားပြီကျမတို့ကျန်တာတရားကုဘကိုရှာကုဘကိုတရားချင်းတရားဖတ်ပေါ့နော်တချို့တွေလည်းဗုဒ္ဓဘာသာပဲမဲ့လည်းမီယိုဖလာပဲဖြစ်ပြီးတည်သွားကြတာပေါ့တိတ်ပြီးနည်းတော့မလေးလာမကျင့်ကြံကြဘူးပေါ့ကျမတို့ကကြတော့လွတ်လပ်တယ်သူတို့ကြမလွတ်လပ်ဘူး organized religion ဆို church ဆိုရင်လည်းအပတ်တိုင်းသွားရတယ်ခရိယာsect အမျိုးရှိအပတ်တိုင်းသွားရတယ်အင်းဆိုရင်လည်းအစ္စလာမ်တွေဆိုလည်းတောက်ချနေတိုင်းသွားရတယ်သူတို့အရာစီးလုံးနဲ့အထင်းကိုမိသားစုလိုပဲတအားစုထားတယ်ပြီးတော့သူတို့မိသားစုပွားအောင်ပေါ့နော်ကလေးတွေဆိုလည်းများမွေးခိုင်းတယ်ပေါ့နော်ပြီးလို့ရှိရင်တခြားဘာသာလူတွေကိုလည်း like သိမ်းသွင်းတယ်ဒါသူတို့ရဲ့ထုံးစံပေါ့သူတို့ organization ရဲ့ထုံးစံပေါ့နော်အဲ့တော့ဆရာတော်ဖျားယူတီကိုဆရာတော်ဖျားကြီးအဲ့ဒါသိထားဖို့ပြောတာเนาะဒါကိုရဲ့မြန်မာနိုင်ငံဗုဒ္ဓဘာသာနိုင်ငံကြီးကအဲ့လိုမျိုးပေါ့သူများတွေတိုက်ခိုက်တွေဆွဲယူတာတွေခံနေရတယ်ဆိုတာကိုကသိထားအဲ့ဒါကိုသိလို့ဦးရီသူကပြောတာဦးရီသူကိုတခါတည်းကဘာကျော်ပဲမဂ္ဂဇင်းအဖုံးနဲ့ပြောပြလိုက်တယ်အဲ့ဆရာတော်အဲ့တော့ဆရာတော်ကမပတာဆိုပြီးဆရာတော်ဖျားကြီးတော့ဒီကူဆရာတော်ဖျားကြီးတော့လည်းမပတာဆိုပြီးတော့ဒါကိုရဲ့အမျိုးဘာသာစောက်ရှောက်ဖို့တော့တင်ပြီးဆိုပြောတော့အဲ့ဒီမာတင်ပေါ့နော် clash တွေစဖြစ်တာပေါ့ဖြစ်တာကြောင့်မလို့အဲ့တော့ဆရာတော်ဖျားကြီး89နှစ်ရှိပါပြီဘာကြောင့်ဆရာတော်ဖျားကြီးပဲဒီဆရာတော်ဖျားကြီးနှစ်စုအင်မတန်ပေါ့နော်လေးစားဖို့ကောင်းပါတယ်မပြစ်မစော်ကားကြပါနဲ့ပေါ့နော်ကိုနဲ့ရှင်လာရင်ခါတဲ့မြေမှုံနဲ့မင်းလိုပဲဗဒမြားကဲလိုပဲအရန်အဖိုးกว่าတာကိုသွားပြီးမစော်ကားနဲ့အရန်ငရဲကြည့်တတ်တယ်အခုလည်းနိုင်ငံမှာဒုက္ခတွေကတ်တွေစိုက်နေတယ်လေအဲ့ဒါကိုပြပြတာပါ